စားလို့ဒီလက်ချောင်းလေးပဲဟုတ်လက်ချောင်းပဲနော်ဒီတာမပါဘူးဒီလက်ချောင်းလေးပဲလက်ချောင်းလေးပဲဒီလက်ချောင်းလေးပဲအေးဟုတ်တယ်သမီးမှန်တယ်လက်ချောင်းလေးပဲနော်ဒီလက်ချောင်းလေးပဲစားလို့နော်ဒီလက်ချောင်းလေးပဲထိဟုတ်ပြီညာဘက်လက်လေးကိုစုမယ်ခောက်ဒါလေးနဲ့ခောက်ဒါလေးနဲ့ထိပြီးတော့အိုင်းတယ်မလို့နဲ့တော့လောက်ပဲပြင်လက်ပြောင်းအောင်ဒါပြန်တော့ခောက်လက်မိုးလေးကောင်းမယ်ဟိုပြင်ပတ်ပြောင်းမယ်နောက်ပတ်ပြန်ခောက်မယ်ကဲတယ်လို့လွတ်ရတယ်ညီမညီလည်းရတယ်ညီလည်းရတယ်နော်ခါရှိတယ်ပြီးမှပြန်တော့မယ်ဒီလိုမျိုးလေးတွေရတယ်ဒီလိုမျိုးလေးလာမယ်ခေါက်လေးတွေလာမယ်ဒီလိုမျိုးလေးလာမယ်ဒီမှာနော်ခေါက်လေးတွေနဲ့သွားမယ်လွတ်သွားလို့ရတယ်ခေါက်ကလေးတွေနော်ပြီးတော့ဒီမှာဒါလေးတွေကိုဒီလိုမျိုးလေးရင်းလေးတွေဆွဲလိုက်ပြီးတော့ဒီမှာအတုံးလေးတွေလုံးမယ်ဒီမှာအုပ်ကွက်လေးတွေလုံးမယ်အုပ်ကွက်လေးတွေနော်အုပ်ကွက်လေးဒီမှာဟိုဟာလေးတွေအုပ်ဟိုဟာလေးတွေဖြစ်သွားအောင်နော်အုပ်ပေါင်းလေးတွေဖြစ်သွားအောင်ဒီလာလို့ရတယ်နော်ချက်ချင်းစီလာလို့ရတယ်ဒီလိုမျိုးမလုပ်ချင်လည်းရတယ်နော်ဒီလိုမျိုးချက်ချင်းစီလာလိုက်စကားချက်ချင်းစီလာလိုက်ပြီးတော့မှအကွေးလေးတွေလာမယ်မမလေးကမြင်းကွေးလေးတွေအားလေးကိုနှစ်ထပ်ထပ်လို့ရတယ်အောင်းတော့ဘူးဒီလိုမျိုးလေးအဲ့ဒီအဆောင်လေးကိုဒီလိုမျိုးလေးနည်းနည်းလေးထပ်လိုက်မယ်နည်းနည်းကွေးလေးပေါ့နော်ကွေးရှိလေးပြီးတော့ဒါလေးကိုပြလိုက်မယ်ပြလိုက်တယ်နော်ပြလိုက်ပြီးဒီလိုမျိုးခက်လေးဒီလိုလာမယ်ဒီလိုလာမယ်နော်ဒီလိုမျိုးလာမယ်လိုက်ဘယ်လိုဆွဲလို့ရလဲဒီကလေးကိုဆွဲလို့အကွေးလေးနှစ်ခုလာမယ်ဒါပြီးတော့ဒီတော့အခုကပြည့်ရတင်တာမဟုတ်ဘူး။အခုအဖောင်းလေးတွေခွက်လေးတွေဆွဲလာလေးတွေပဲ။ဟောလက်ကြီးရမတော့ဖမ်းနေတယ်ဘယ်လိုဖြစ်တော့ဒီကနေ့ဆက်မှာလဲနော်သမီး။ဒီနေ့အတိုင်းပဲခရီးကွက်လေးသွားမယ်။ဒီချက်ချင်တဲ့နေရာလေးမှာဒီလိုချက်လိုက်။ဟုတ်တယ်နော်။ဒီဒါလေးကိုမနေ့ကရင်းခောက်ကလေးတွေကိုကြက်ကြက်လေးထားလိုက်။ဟိုဒီဆွဲပါနော်ဟိုဒီဆွဲပါလိုက်ရလောလောဆယ်မဖြောက်နိုင်သေးဘူးဆိုရင်ဒီမှာကတော့ရင်းချောင်းတော့မတားဘူးပေါ့နော်ဒါမှမဟုတ်တို့ဖြောက်သွားအောင်လို့အရာလေးထားလာပြီနော်အယိုးဆွဲချောင်းဟုတ်ဆက်ချပြီဒါအရွက်ကိုတက်မယ်ဆိုတော့ဒီနားလောက်မှာမင်းဆောင်လေးကိုတက်လိုက်နည်းနည်းကျင့်ထားတဲ့မင်းဆောင်လေးလေမင်းဆောင်လေးတစ်ချက်ဆွဲလိုက်ပြီးတော့မှခဏလေးဒါလေးကိုဒါကမင်းကွေးလေးလာမယ်ဒါလေးကိုပိတ်လိုက်ပြီးတော့မှဒီမှာတခုဒါလေးကမင်းခွက်လေးနည်းနည်းလေးဆွဲမယ်ပေါ့လက်မတုတ်ထားဘူးနော်အဲ့ဒါပြီးရင်ဒါလေးကိုဖုံးမယ်ဒီမှာဒီလိုလေးတက်လေးတေးလေးထွက်မယ်ပြီးရင်ပုံမှာတေးရဘူးနဲ့တေးရနည်းဒီဘက်ကိုထွက်တယ်မြင်းကွက်လေမြင်းကွက်ကိုဒီလိုထွက်မယ်ပြီးတော့မှဒီမှာဒါလေးပြီးတော့ဒီလိုထိတ်တန့်ချုံမယ်နော်ဒီတော့မှဒီမှာဒါမြင်းကောင်းတိုင်းလေးပဲသွားရုံနဲ့ပြန်လာရနော်မြင်းကောင်းတိုင်းလေးလွတ်လွတ်လပ်လပ်လေးပြီးတော့မှဒီမှာထိတ်ရနည်းကြီးလေး
အဲ့ဒါကျမှအုပ်ဖို့ဆွဲခိုင်းတာလေတွေ့ အပုံလေးနဲ့လုပ်လိုက်တော့ဒီမှာဒီကန်းလေးဒီကန်းလေးအပွဲလေးဒီလိုမျိုးလာလိုက်မယ်အပွဲလေးကိုဒီမှာဒီလိုအပွဲလေးလာမယ်ဒီလိုချုံလေးလိုက်ရတယ်နော်ဒီလိုမျိုးချုံလေးလိုက်ရဒီလိုလာမယ်ဒီလိုလာမယ်ဟာဆိုတော့ကားပွဲနဲ့နှမ်းဝင်ပြီးဆိုလိုက်ဆိုတော့ဒီတော့တက်တယ်လို့ဆွဲလို့ရတယ်နော်သွားလေးတွေထည့်ဒါမှဒီတော့မြင်းဝေးလေးကိုလည်းဒီလိုဆွဲလိုက်မယ်နော် ဆွဲ ဒါဒါလေးကိုအောက်မှာပြန်ပိတ်မယ်ဟာအဲ့ဒါဒီလိုနော်ဒီအောက်မှာအားဆောင်လေးလုပ်မယ်ဟုတ်ကဲ့အမဒီထိတ်ကိုဆက်မယ်နော်ကိုယ်လေးဆက်လိုက်မယ် ကျမလာတယ် ဒီဒါလေးကိုမြင်းလေးကိုကိုယ်လာမယ်ဆက်အလဲမှာလောင်းငယ်လေးကိုဒီလေးလာမယ်ဆွလာတယ်ပြီးရင်နောက်ထပ်ခေါင်းခေါင်းလေးတပြီးပေါ်တက်သွားမယ်ဒီထိတ်ကိုတက်သွားမယ်ဒီတက်သွားမယ်ဒီအောက်ကိုအိုက်တိုင်းလေးပြန်ပိတ်မယ်ဒါလေးဒီတိုင်းလေးပြန်ပိတ်မယ်နော်ပြီးဒါလေးပါတော့ဒီဝိုင်းဝိုင်းလေးပြန်ပိတ်မယ်ပြီးဒါလေးကိုဒီလိုပြန်ပြီးတော့ပိတ်လိုက်မယ်ပိတ်လိုက်ရင်ဒီဘာလေးဖြစ်သွားလဲနှခမ်းလေးဖြစ်သွားတယ်အိုက်တိုင်းလေးအခုံးလေးခောက်ပြီးသွားလေးထည့်သွားလေးကိုဒီလိုတော့ဒီအောက်ကလေးနော်အောက်ကလေးနဲ့သွားလေးကိုဒီလိုဒီအားလုံးမှာဒီကဆက်လာမယ်ဆက်လာမယ်ဒါလေးကိုဆက်လာမယ်ဆက်လာမယ်ဆက်လာမယ်ဘာလို့အကျေမခုံးမှာပါနော်ဘာလို့မခုံးတော့ရတာပါ သမီးပါဆွဲနေတော့ ဒါလေးကိုရှားလို့နော်မျိုးစုံရှိတော့ကိုကအခုတက်စလို့ဆွဲလို့ရတယ်ဒါပေမဲ့အသုံးသားလေးဆိုတော့ဒီထိတ်ကနေမဆွဲဘူးဒီကမပွတ်တပွတ်နေလေဟုတ်ပိတ်တာမဆွဲသေးဘူးဆိုတော့လေဒါလေးကဒီဒါတစ်ချက်ကိုတစ်ချက်လာလိုက်တယ်တော့ဆက်လိုက်တဲ့နေရာလေးမှာခွာလေးကိုဒီဟာဒီသမီးလေးတွေကိုဒီလိုလေးတွေနားလေးမှာလိုက်တော့ဆက်သွားလိုက်တော့ဆက်လေးဖြစ်သွားတာပေါ့နော်ဆက်လေးဖြစ်သွားတယ်ဒီမှာဟိုမင်းသားကိုဆက်တာမင်းကလက်စရာမျိုးဘာဝအတိုင်းဆိုရင်ဒါကဒီတော့မှတော့မင်းသားလေးတော့မင်းသားလေးတော့အောက်ကဆက်တာတော့ဒီလိုမျိုးဒီလိုလေးကိုပဲလုပ်ကြရင်တောင်းပါလို့နော်ပန်းလေးရလာစနစ်ကြပုံလေးလာအောင်နော်အခုအလွယ်တကူငါပါဘူးဆိုတာလေးပြောပြအောင်နော်ဒါလည်းဘောလာနော်ဒီကမှာတွေ့လားကာကြီးလေးဒါနဲ့ညာလေးတော့မှမဆုတ်တာနဲ့ဒီလိုလို့တော့လို့ဒီမှာ ပါဖြတ်စင်တဲ့နေရာမှာ တောင်းလေးတောင်းတန်းလို့ဟာတွေ့လားနော်မြင်းလေးတွေဆက်သွားတယ်ဒါကြကာကြီးလေးတွေကာကြီးလေးတွေ ပတ်မောင်ရမလို့ပတ်မောင်ကြီးဆွဲသွားဘူး ခိပုံတော့ဒီကလေး အားလည်းမဆက်သွားဘူးနော်တသားဝိုင်းသား ထားလိုက်တော့အဲ့ဒါထားလိုက် လာပြီ ထားလိုက်တော့ဒီကလာဆက်ရတော့ နော်ပါဒီလိုလေးပဲတက်တယ်အပေါ်တက်တယ်ဆွဲသွားတက်တယ်ဆွဲသွားရင် ဟုတ်ပြီလေ